တနခါဆိုတာမြန်မာလူမျိုးတွေနေတိုင်းလိုအသုံးပြုနေတဲ့အရာလေဒါပေမဲ့အဲ့တနခါကဘယ်ကလာလဲဆိုတာရောတွေးဘူးလားမြန်မာနိုင်ငံမှာလူတော်တော်များများကနေတိုင်းနှိပါတနခါလင်းကြပေမဲ့အဲ့ဒါက biodiversity ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ဆက်ဆက်နေတယ်ဆိုတာတော့ဘယ်သူမှသိပြီးတော့သတိမထားမိကြပါဘူးတနခါဆိုတာ Hesperitusa crenulata လို့ခေါ်တဲ့တစ်ပင်ရဲ့ခောက်ကရတာပါအဲ့ဒီပင်တွေကိုမကွေးနဲ့မန္တလေးလိုမျိုးမြန်မာနိုင်ငံရဲ့6တွေ့ဒေသတွေမှာအသွင်များပြီးတော့အသေးစားစိုက်ခင်းနေနဲ့စိုက်ပျိုးကြပါတယ်။ဒီပင်တွေကိုထိန်းသိမ်းဆောက်ရှောက်တာကကျမတို့ရဲ့ဇီဝမျိုးကွဲတွေကိုကာကွယ်တာနဲ့မကဘဲနဲ့ကျမတို့ရဲ့အသားအရည်ကျမရည်နဲ့အလှပကိုပါထိန်းသိမ်းဆောက်ရှောက်ရရောက်ပါတယ်။အဲ့ဒါကြောင့်နောက်တစ်ခါတနခါလိမ့်တဲ့အချိန်မှာတတိယပေးပါတနခါစိုက်ပျိုးမှုတနခါလိမ့်ကျမှုကရိုးရာတစ်ခုတည်းမဟုတ်ပဲနဲ့လူနဲ့တဘာဝကိုချိတ်ဆက်ပေးတဲ့အရာတစ်ခုဆိုတာကိုပေါ့နော်။